ရှင်ကချိန်ကင်းနဲ့ဝေးချနေတာ၅ဘက်မြောက်ဖြစ်သွားပြီပေါ့ဒီနေ့ဂျုံလုံးလေးနေပေါက်ပြီးမစားရင်ဘူးချိန်ကင်းကနိုင်ကျွေးလဲဆိုတာလေးကိုပြပေးခြင်းလို့ဒါတော့ဟာဆက်ပေါ့နေကင်းအစာပြေစားဖို့မလာကာတီဒီနေ့ lunch ကဒီနေ့ lunch ကရောဒီနေ့ခင်းစားမနေ့ကဆိုလို့ရှိရင်ခောက်ဆွဲကြော်ပစုံနေနဲ့ကြော်ပြအရန်ကောင်းတယ်ဒီနေ့ကဒီမှာသမင်းဖြူရဲ့ကြက်ကုန်းပေါင်းလေးပေါ့နော်ဒါနေ့လေသားတော့ဟိုညစာနဲ့မိုက်တယ်ညစာကစုံဥရဲ့ပစုံရဲ့ဒါပါလေဒါဟင်းလူတွေရဲ့ကြော်နော်ညကြမှာညဆိုညနေလောက်ပေါ့ညနေလောက်ဒီမှာစားလိုက်တော့အဲ့တော့အခုမနက်စာကသမင်းနဲ့ဒီဆောင်တာဟင်းညုံနေပြီဒီမှာကြာစံချက်လို့ဟင်းညုံလေးပါစားပါပဲနေလေးဟင်းညိုပဲနေလေးနဲ့ကြာစံနဲ့ကဲစားပါမယ်ပြီးတော့လေတခုကလေချယ်ရီကေးရလေအစားတောက်တွေအကုန်လုံးဒါရမဲဆိုရင်အရသာအရင်ရှိရပြီးတော့အဲ့လိုကောင်းတယ်ကြာစံကြောက်ခောက်ဆွဲကြော်ဆိုတော့တကယ်ကြာစံကြောက်ခောက်ဆွဲကြော်ကိုယ်ရင်ပြင်မှာစားတယ်လို့မျိုးကောင်းတာအဲ့တော့အရသာရှိတော့ဘာဖြစ်လဲဆိုတော့အာသာပြေသွားတဲ့အတွက်ဘိုက်ဝါလို့ခံစားရတယ်ခါရီကြလို့ရှိရင်ချို့ပြင်မှာစားအစားတောက်လို့ဆိုလို့ရှိရင်ဈေးလည်းကြီးရရှိသလိုဈေးပေါ်တာလည်းရှိတယ်ဒါပေမဲ့အဓိကတော့အရသာကောင်းသွားလို့ရှိရင်ဈေးပေါ်ပေမဲ့လည်းစိတ်ရဲ့အာသာဘယ်လိုလဲအရသာကိုလိုချင်တဲ့အရသာပြည့်စုံသွားစားလိုက်ရတဲ့အခါကျတော့ဘိုက်ပြေသွားတော့နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုစားခြင်းနဲ့အရသာမစားတဲ့ခါကျရင်ဘိုင်းမပြေပဲနဲ့ကိုစားခြင်းဒီစားခြင်းစိတ်တွေဖြစ်တယ်ပေါ့နော်အဲ့တော့အခုဒီ diet လေးကအဲ့လိုမျိုးပဲကျွန်တော်အဲ့ဒီအတွက်ကို cherry လေးကိုအရန်သဘောကျတယ်နောက်ပြီးတော့ဒီလိုပေါ့နော်ထမင်းဟိုအရှိမလဲ diet plan ဝင်ခဲ့ဘူးလေဟိုထမင်းကျွေးတဲ့ diet plan ကရှားတယ်ကျွေးရင်လည်းစံလုံးညိုပဲကျွေးရများစံလုံးညိုလည်းတစ်ခါလေးစားရတယ်ထမင်းပြလည်းတစ်ခါလေးစားဒီမှာထမင်းပြပါတယ်ပေါ့နော်ဆိုတော့ရန်ကိုအဆင်ပြေပါတယ်ဟိုလိုထမင်းလုံးဝဖြတ်လိုက်တာမဟုတ်ဘူးပေါ့နော်တပတ်တစ်ချိန်တော့စေးလေးထူရတယ်ပေါ့နော်ရန်တော့အခုတော့ပါ10 ပေါင်တော့ကြာသွားတော့နော်ညီမဒီကြားမှာနေမကောင်းအောင်လည်းဖြစ်လိုက်ပြီဆိုတော့ဝိတ်ကြာနည်းနည်းလေးတက်သွားအခုမှပြန်ပြီးနေကောင်းကစား9 ဘက်မြောက်ပေါ့နော်အဲ့တော့ဝိတ်လေးနည်းနည်းပြန်ကြတယ်ပေါ့အောင်ကျမင်းပိုင်းနေရှိရစံလုံးညိုပိုင်းနေရှိရကြာစံကြောက်ခောက်ဆွဲကြောမိုးဟင်းကဟိုနေ့ဆိုမိုးငါဆိုလို့အရန်ကောင်းတယ်ငါးတွေနဲ့ပြစ်နေရပါနောက်ကြက်ဥနဲ့ပါမမီကင်းအဲ့လိုမျိုးကျွေးလိုက်အရန်အဆင်ပြေတော့တယ်အားကြကြက်ကင်းဟာတယ်အဲ့လိုပါနေနေတာအမေကပစုံကင်းမှလေတို့ချောင်းတာမှာစားတယ်လို့အချင်း soft လေးရတယ်အဲ့လိုငရုတ်တီးနဲ့နန်းမင်းနဲ့တမယာရင်းနဲ့လုပ်ထားတဲ့ soft လေးဆိုအများစားလို့ကောင်းအဲ့တော့ဘဝလည်းစားပြီးတော့ဝိတ်ချခြင်းလည်းဆိုလို့ရှိရင် cherry cake ကိုတော့သွားလိုက်တော့အများမိုက်ရှင်းမှလည်းတခြား diet plan တွေခြားပေါ့မှာ aesthetic မဝင်ဘူးလေအရင်ကဒီလောက်ဒီဝဝလည်းမစားရအောင်စားတော့စားရင်မေးပေါက်တင်တော့နည်းနဲ့ဆိုဘိုက်မဝတော့လေဘယ်လိုဖြစ်လဲဆိုအရှိကောက်တော့ဆိုပြီးဘိုက်ကမဝအဲ့ plan ဝင်မှာဘိုက်တွေပို့စားတာချက်ရကြအဲ့လိုနေ့လေစားဝကျွေးလိုက်ဘူးလားညနေစားခါကြရင်မစားနိုင်မပေါ့အဲ့လိုမျိုးပေါ့နော်အမှန်နေ့လေစားတော့လူတယောက်ကဝိတ်ချမယ်ဆိုရင်ခုနပြတယ်နော်ထမင်းတော့ပကံလုံးတစ်လုံးစားလို့ရပါတယ်အဓိကညနေစာပေါ့နော်ညနေစာဆိုရင်ဒီ dinner box ဆိုလို့ရှိရင်လည်းညညနေစာ6 နာရီမကျော်ခင်စားတယ်
ခါရန်နောက်ကြရဆိုတာမရှိ6ပဲပေါ့ခါကြ6ပဲလောက်နောက်ဆုံးစားရပါတော့အဓိကတော့ညနေစာကိုအိတ်ချိန်နဲ့ဝေးလေးကောင်းနေပဲဘာလို့ဆိုတော့အစာချေစနစ်ကိုအိတ်ခံနေကြလူတွေကပြီးညုံတော့အချို့ဆိုအလုပ်ရှိတယ်ညုံတော့ဆိုလည်းကားတွေပဲပြန်လာပြင်မန်းနေလေအဲ့တော့လူကအိတ်ချင်းနဲ့အဲ့တော့ခဏက energy ကကုန်သွားတဲ့အချိန်ဆိုဒီအစာချေဖြတ်မှုတော့နှေးလာညုံတော့ဆိုအသက်အရွယ်တစ်ခုရောက်လာပြီဆိုတော့အဲ့လိုမျိုးနှေးလာတဲ့ခါကျတော့ညနေစာအကောင်းဆုံးကတော့၄ခွဲ5ခွဲ6ချာပေါ့နော်အဲ့လိုမျိုးလေးစားရတာပိုကောင်းပါလိမ့်ရှင်အဲ့တော့အရန်အစင်မျိုးတော့နောက်ကရွာဝိတ်တာလေစစ်ပေါင်တော့ကြာတယ်မြတ်ခါးတွေလက်မောင်းတွေပေါင်တွေအတိုင်းတွေရောတစ်ပတ်တစ်ခါချိန်တိုင်းလက်မပေါ်လက်ပေါ်နဲ့ကြာပါတော့ဘိုက်ကအစီရုအဲ့ဒါလည်းကြာအဓိကခါကြလို့ရှိရင်ဘယ်လိုဆိုအရင်ကဟိုဗောနော်နေပြောဒီနေမကောင်းဖြစ်တော့စေးတောင်ပြန်ဝပါအောင်နော်နေမကောင်းမဖြစ်ပြန်ကျွန်တော်ချင်းဆော့တယ်တစ်နှစ်လောက်ဆိုတော့ဆိုဒီမှာမာဆယ်အခုချိန်ကဒီမာဆယ်ရရှိဒါမှအခုဝပါခါကျအစီပြင်တက်သွားပါတော့အဲ့တော့ခါကျလောက်ရှင်လဲသူကဝိတ်မကြောက်ပေါင်ချင်းဆက်ပေါ်တဲ့ဝိတ်မကြောက်လို့စိတ်တမကြောက် stress တွေများပြီးတော့အဲ့လို weight ကိုတက်တာလည်းရှိကျွန်တော်တို့ဟိုရပိုင်းအဲ့လိုဖြစ်တာပေါ့နော်နောက်တော့မှဒီခဏကိုအတိုင်းနေတော့ကြာတယ်ဘာကြောင့်လဲဆိုတော့ muscle weight ရှိတယ်ညီမ muscle ရှိသေးတယ်နောက်ပြီးတော့အဲ့လိုပေါ့နော်ကျွန်တော်ရေတောက်နေတယ်ရေ weight တွေတင်နေတာပေါ့နော်နောက်ပြီးတော့ထုံးစံတိုင်းအမျိုးသမီးတွေတလားတစ်ခါမှဖြစ်တဲ့ဒီဓမ္မတာလာချိန်မှာလည်း weight ကတက်တယ်ပေါ့နော်အဲ့ဒါကြီးမှမဟိုပါပေါ့နော်နဲ့မေ့သွားပြီး stress တွေများပြီး stress အားများရင်လည်းအဲ့လိုတချို့ကweight တွေတောက်လျှော့တယ်ခမင်းလည်းမစားဘဲနဲ့ခမင်းနဲ့ရှောင်တာပဲဘာလို့ weight မကျလဲဆို stress အားများစိတ်ဖိစီးမှုတအားများတယ် weight တက်တယ်ပေါ့နော်အဲ့တော့ဟိုလို weight ချတဲ့ခါကြာလို့ရှင်ဒါလူတိုင်းမှာပေါင် weight ချပြီဆိုတာနဲ့ပေါင်မြန်မြန်ကျကျင်တယ်လေအဲ့ခါကျတော့မနေ့ရိုးဆိုလည်းမနေ့မိုးလေးနားလည်းဘာမှမလုပ်ပေါင်ကြီးဆက်အရင်တက်တာဆိုတော့အဲ့တော့ဟိုဒါကတော့ဘယ်လိုပြောမလဲကိုစိတ်ကိုကိုနေရဆိုအဲ့လိုပေါ့ပေါင်ကြီးမကြောက်မှန်တော့အတိုင်းနေကြတယ် stress တွေအားများရုပ်ပြဲဘက်မှာအလုပ်တွေကလည်းရှုပ်တဲ့ခါကျတော့ stress တွေအားများတဲ့ခါကျတော့ပေါင်ကြီးတွေတက်ခုနပြောသလိုအမျိုးသမီးကိစ္စတွေကြားမှာနေမကောင်းလည်းဖြစ်တော့ဆိုတော့ weight ချနေတဲ့ကြားမှာအမျိုးမျိုးဖြစ်နေတာပေါ့နော်ခုလည်းကြာကျင်တော့ဝုန်းနဲ့တက်ပြန်နေအဲ့တော့နောက်ကျစိတ်ကို short လိုက်တယ်ကြာချိန်နဲ့ကြာမှာပဲကိုလည်းစူးစမ်းပြီး weight ချနေတာပဲဆိုရောအဓိကပြဿနာပါလဲဆိုဟိုရောပိုးသက်စေးတောက်ပြီးဆိုတာနဲ့ရောမှာပိုးသက်စေးပုံပြီးဆိုတာနဲ့ရောပြန်ဝအရန်ဝဘာလို့ဆိုရင် allergy ရော steroid တွေတောက်ရ steroid တွေထိုးရတယ်ပိုးသက်စေးအုံရတယ်အဲ့ဒါကြောင့်ဒီလိုခဏကိုပြန်ပြန်ဟိုတလောဆိုတော်ချစ်သေးသေးလေးဖြစ်သွားပြီအခုတော့ရောဒီပေါ့နော် therapy နဲ့ဘာလို့ join လဲဆိုတော့ weight ကိုမြန်မြန်လေးကျချင် weight ကျသွားပြီကိုအခု weight နဲ့ဆိုရင်ပြောမယ်ဆိုအရင်ကမစော့နိုင်မကစားနိုင်ဘူးအဲ့တော့ weight လေးအရင်နဲ့တဝက်ပေါ့နော်ဒီစေကန်ကူလေးနဲ့ချလိုက်မယ်ချပြီးတော့မှကျန်တဲ့ဟာကိုလေ့ကျင့်မြန်လို့စားလေးထိန်းပြီးတော့ပြန်ပြီးတော့ weight ပြန်ချသွားမယ်ဆိုတဲ့ plan လေးကိုပေါ့ကိုဆွဲထားတာပေါ့နော်အဓိကပြောချင်တာနေ့လယ်စားလို့ရတယ်စားတဲ့ခါကျရင်ခမင်းပကန်းလုံးလုံးစားပေါ့နော်ကျန်တဲ့အသီးရွက်များများစားပေါ့နောက်စီကြော်လေးအစီနဲ့တွေနဲ့ short စားပေါ့နော်ပြီးညနေစာခုနပြောသလိုမျိုးအစီနဲ့နေတဲ့ဟာညနေဆိုပိုးတော့မှာဟိုခရီးစားနေခုနပြောလို့ဒီမှာဒါဆိုလို့ရှိရင်အစီနဲ့တိတ်မှာကစုံပြုတ်လို့အရွက်ကြော်လို့ပါနော်အသားတို့ပါအဲ့လိုမျိုးဟို6နာရီမကြော်ခင်စားနိုင်တော့အကောင်းဆုံးပေါ့နော်6နာရီနောက်ကျဆုံးစားလို့ရတယ်ပါ6ခွဲခွန်ထိစားလို့ရတယ်အိတ်ချိန်နဲ့2နာရီ3နာရီလောက်ချားနိုင်တော့အကောင်းဆုံးပါပဲရှင်အဲ့ဒါလေးလာပြီးဝေမျှတာပါဒီတမိုင်းကြည့်ပြီးရအတွက်လဲကျွင်း YouTube channel လေးကိုလည်း subscribe လေးလုပ်ပေးထားပါဦးเนาะညနာပိုင်းဒီ YouTube channel လေးကနေပြီးတော့ပဲဘူတူတာလေးဘူတူတာဆိုတော့เนาะဒီကိုလေးလာခဲ့တမယဘူတူတာလေးနောက်ရုပ်ရှင်နဲ့ခဲ့တဲ့ဘယ်လိုပြောမလဲအတွေ့အကြုံလေးတက်တန်းတစ်ခြားလေးတွေကိုလည်းဗီဒီယိုလေးတင်ပေးသွားမှာပါအဲ့တော့လည်း YouTube channel လေးကိုလည်း like and share လေးလုပ်ပြီး subscribe လေးလုပ်ပေးကြပါအောင်လို့အားလုံးမိတိုင်းခက်ပါကျေးဇူးတင်ပါတယ်ဆက်ထားလိုက်ပါမယ်เนาะ